နေကြက United က Chelsea ရဲ့အိမ်ကွင်းစာတမ်းဖို့မှာ2020နောက်ပိုင်းရလဒ်ကောင်းမရရှိမှုကိုသုံးသပ်တဲ့အနေနဲ့ V1 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။ဒီနိုင်ရလဒ်ကို United အနေနဲ့နောက်တန်းခံစစ်မှာအဓိကပွတ်ထွက်ရတဲ့ကစားသမားတွေမပါဘဲအနိုင်ရလဒ်ကိုရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တာဖြစ်တယ်။ဒီဗီဒီယိုမှာက United အနေနဲ့လူမစုံတဲ့ကြားကအနိုင်ရရှိအောင်ဘလို့နီးပြွားတွေသုံးခဲ့တာလဲဘသူတွေကောင်းခဲ့တာလဲဒီပွဲမှာရရှိခဲ့တဲ့ဂိုးအကြောင်းနဲ့ကာရွေရဲ့ဘသူမှမထင်ထားတဲ့အတွေးခေါ်သွားတဲ့နီးပြွားလေးတွေအကြောင်းကိုအဓိကထားပြောသွားမှာဖြစ်တယ်။အဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်တို့ဆက်လက်ကြည့်ရှုလိုက်အောင်ဒီပွဲမှာ United ကခံစစ်လူမစုံတဲ့အတွက်ဒါတော့ Mazarawi, Heaven, Lucio နဲ့ပွဲထွက်လာခဲ့တယ်။ဒါကြောင့်လေပွဲချိန်တော်တော်များများမှာ United က counter attacking ကိုအဓိကထားသွားတာကိုတွေ့ခဲ့ရတယ်။ဒီနေ့ပွဲမှာကာရွက်အနေနဲ့တက်တစ်ပလန်ကိုအကောင်းဆုံးပုံစံနဲ့ balance ဖြစ်မဲ့တက်တစ်ကိုအသုံးပြုသွားခဲ့တာကိုတွေ့ခဲ့ရတယ်။ပွဲကိုကြည့်မယ်ဆိုရင်ကစားပုံမကောင်းဘူးပိတ်ဆော့ပြီးနိုင်ခဲ့တာလို့ပြောလို့ရပါမယ်။ဒါကလက်ရှိပွဲတွင်းမှာရှိနေတဲ့လူစင်းနဲ့ Chelsea ကိုရှင်းဆော့ဖို့ခံစစ်ကလုံးဝမဖြစ်နိုင်တာကြောင့်ဒီလိုအသုံးပြုခဲ့တာလို့ပြောလို့ရတယ်။ဒါပေမဲ့ကာရွက်အနေနဲ့ပထမပိုင်းဂိုးမရခင်မှာဂိုးရနိုင်ဖို့အတွက်ကြိုးစားတဲ့အချိန်မှာဆိုရင်တော့ out of position မှာ pressing system ကိုအနည်းငယ်ပြောင်းလဲထားတာကိုတွေ့ခဲ့ရတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေမှာဆိုရင် out of position မှာဆိုလို့ရှိရင် 4-4-2 high pressing ကိုအသုံးပြုခဲ့တယ်။ခံစစ်ကကွန်းလေထိတက်ပြီးတော့ high pressing ပြုလုပ်ခဲ့တာတွေကိုတွေ့ခဲ့ရတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာဆိုရင်ကိုဘက်ကခံစစ်ကိုလည်းစိတ်ချရအောင် Chelsea ရဲ့ခံစစ်အားနည်းမှုကိုလည်းအခွင့်အရေးယူခြင်းတဲ့အတွက်ကာရွက်အနေနဲ့4-2-4ပုံစံမျိုး present ပြုလုပ်ခဲ့တယ်ဒီပုံစံမျိုးကိုကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်ငါတို့ကိုလည်းလိုချင်တယ်ခံစစ်လဲကူညီပေးနိုင်မဲ့ situation မျိုးကိုလိုအပ်တယ်ဒါကြောင့်ခံစစ်၄ယောက်နဲ့ကွင်းလယ်၂ယောက်ကိုရှေ့သိမ့်မတက်ခိုင်းမယ်ရှေ့မှာတိုက်စစ်၄ယောက်ပုံစံမျိုး present ပြုလုပ်မယ်လို့တွေးခဲ့ပုံရတယ်ဒါကြောင့်လေပွဲချိန်တော်တော်များများမှာရှေ့မှာတိုက်စစ်၄ယောက်ပုံစံမျိုး present ပြုလုပ်ခဲ့ပြီးတော့ဒီ၄ယောက်ကပဲရှေ့နောက်အတက်ဆင်းကစားသွားတာကိုတွေ့ခဲ့ရတယ်ဒါကလို့ဖြစ်တယ်လို့ပြောရမှာဗျ။ဘာလို့လဲဆိုရင်ဒီနေ့ United ရဲ့တိုက်စစ် threat ကိုကြည့်မယ်ဆိုရင်တိုက်စစ်၄ယောက်ကပဲအလုံးလုံးသွားခဲ့တာကိုတွေ့ခဲ့ရတယ်။ပုံမှန်ဆိုရင် Casemiro ရဲ့ goal threat တွေကိုတွေ့ခဲ့ရပေမဲ့ဒီနေ့သုံးပြုခဲ့တဲ့နီးပြူအကြောင်းဒီ၄ယောက်ရဲ့ goal threat တွေပဲတွေ့ခဲ့ရတယ်လို့ပြောရမှာဖြစ်တယ်။ဒီမှာဆိုရင်ပွဲချိန်23နဲ့မှာဆိုရင် United ရဲ့ပထမဆုံးရခဲ့တဲ့အခွင့်အရေးလိုပဲပြောရမှာဖြစ်တယ်။ဒီလုံးမှာဆိုရင် Bruno C ကနေ counter attacking စားခဲ့တာကိုတွေ့ရလိမ့်မယ်။ဒီကနေအမ်ဘူလူစီရောက်ပြီးကွင်ဟာကိုခင်းပေးလိုက်တယ်။ကွင်ဟာအနေနဲ့ဒီလုံးကိုမထိမ့်မဲအပိုင်ကန်ခွင့်ရတဲ့အနေထားလို့ပြောလို့ရတယ်။ဒါပေမဲ့ကွင်ဟာအနေနဲ့ထိန်းလိုက်တဲ့အတွက်ဂိုးပြင်းမပြောင်းလဲနိုင်ခဲ့ဘူး။ဒါလိုပဲဗျဒီနေ့ရသွားတဲ့ဂိုးမှာဆိုရင်လည်းအမ်ဘူဖာနန်ဒက်19ကွင်ဟာတွဲလုံးကနေရခဲ့တာလို့ပြောလို့ရတယ်။ဒီဂိုးမှာဆိုရင်ဖာနန်ဒက်ရဲ့တစိုက်တဲ့ movement တွေကအဓိကရေးပါခဲ့တယ်ဗျ။ကျွန်တော်ဒီမှာဆိုရင်အမ်ဘူဘောလုံးချပေးလိုက်တဲ့အချိန်မှာဖာနန်ဒက်အနေနဲ့သူ့ရဲ့ရှေ့မှာရှိတဲ့စပေကိုဘောလုံးမရောက်ခင်ကတည်းကကြီးလိုက်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒါကြောင့်လေဘောလုံးလက်ခံပြီးတဲ့အချိန်မှာဘောလုံးကိုနောက်ပြန်ပေးမလို့နဲ့ဂါနာချိုကိုဖိန်ပြီးတော့ရှေ့ကိုဆွဲပြေးခဲ့တာဖြစ်တယ်။ဒီချိန်မှာပဲလွတ်လွတ်ချွတ်ချွတ်အနေထားကနေဖာနန်ဒက်အနေနဲ့ဖိုင်နယ်သားတွေကိုပေးပို့ခဲ့တာဖြစ်တယ်။ဖာနန်ဒက်ဖိုင်နယ်သားတွေကိုပေးပို့လိုက်တဲ့အချိန်မှာဖိုင်နယ်သားထဲမှာရှိနေတဲ့19ရဲ့ရုံးဟာကိုလည်းကျွန်တော်တို့အသိမှတ်ပြုရမှာဖြစ်တယ်ဗျဒီလို19ရဲ့ space ရှာမှုကနေပဲကွင်အားကိုသူ့ရဲ့လှပတဲ့ခံချက်နဲ့အချိန်သားကိုက်ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကာရွယ်သုံးပြုခဲ့တဲ့တွတ်ပလန်ကအလုပ်ဖြစ်ခဲ့တယ်လို့ပြောလို့ရရဲ့သူသုံးပြုခဲ့တဲ့တိုက်စစ်မှာရှိနေတဲ့၄ယောက်လုံးကဒီနေ့ဂိုးသရက်တွေကိုဖန်တီးပေးခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီလိုဂိုးမရခင်မှာကာရွယ်ဒီလိုသုံးပြုမှုကချက်စီကိုလည်းဂိုးရသွားနိုင်တဲ့အခြေအနေမျိုးတွေလည်းရှိခဲ့တယ်ဗျ။ဘာလို့လဲဆိုရင်ဒီလိုကာရက်သုံးပြလိုက်တဲ့ pressing system ကတိုက်စစ်နဲ့ကွင်းလေကြမှာစပိတ်အခြေကြီးပေးရတဲ့အတွက်ချက်စီကစားသမားတွေအနေနဲ့ဒီလို half space တွေကိုနေရာဝင်ယူပြီးတော့ဂိုးဖြစ်ပြောင်းလဲနိုင်မဲ့ threat တွေကိုပြုလုပ်နိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်။ဒီမှာဆိုရင် Hato ရဲ့ half space တွေကိုထိုးပေးမှုကနေ Enzo Fernandez ကစပြီးတော့ attacking threat တစ်ခုကိုဖန်တီးသွားနိုင်ခဲ့တာကိုတွေ့ရလိမ့်မယ်။ဒါအပြင်ဒီလိုပုံစံတူအခွင့်အရေးမျိုးကို United ကခဏခဏပေးခဲ့ရတယ်ဗျ။ United အနေနဲ့ပွဲချိန်18နှစ်မှာပဲထပ်ပြီးတော့ဒီလိုပုံစံတူအခွင့်အရေးမျိုးကိုပေးခဲ့ရအောင်ဒီမှာဆိုရင်ကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်။ဒါကိုကျွန်တော်တို့ကြည့်လိုက်အောင်။
ဒါကကာရွက်သုံးပြခဲ့တဲ့ဒီနေ့တက်တင်မှာအားနည်းချက်တွေရှိနေခဲ့တာကိုတွေ့ခဲ့ရတာဖြစ်တယ်။ဒါပေမဲ့ကာရွက်အနေနဲ့သူ့ရဲ့တက်တင်မှာအလုပ်ဖြစ်ခဲ့လို့ပြောရမှာဖြစ်တယ်ဗျ။ဘာလို့လဲဆိုသူလိုချင်တဲ့ဂိုးလေးရခဲ့တယ်။ကာရွက်နဲ့ဒီလိုဂိုးရပြီးရဲ့နောက်ပိုင်းမှာတော့ဒုတိယပိုင်းအစမှာဆိုရင်ငါတို့ဂိုးလေးရပြီးပြီ။ငါတို့ဒီဂိုးကိုခွင့်မပြုအောင်ထိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားပုံကိုပြောင်းလဲလိုက်တာကိုတွေ့လိုက်ရရဲ့ဗျ။နောက်ပိုင်းမှာခံစစ်ကိုအထိုင်ချပြီးတော့လုံးဝဖိုးဖိုးတူးပုံစံမျိုးကစားသွားခဲ့တာကိုတွေ့ခဲ့ရတယ်။ကားရအနေနဲ့သူလိုချင်တဲ့ပုံစံတိုင်းတွင်ကိုလည်းခွင့်မပြုရအောင်ကာကွယ်နိုင်ခဲ့တဲ့အတွက် United ကသူတို့လိုချင်တဲ့ရလဒ်ကိုပုံဖော်နိုင်ခဲ့တာဖြစ်တယ်။ဒီနေ့ပွဲမှာဒီနေ့နိုင်ပွဲတဲ့ချီယူတင်တဲ့ကစားသမားတွေရှိရပထမဆုံးနဲ့ပြောရင် Bruno မတူရကန်တို့ကိုပြောရမှာဖြစ်တယ်။ဒါပေမဲ့တကယ်တမ်းဒီနေ့ပွဲမှာကျွန်တော်ပြောချင်တဲ့2ယောက်ရှိတယ်။ဒီ2ယောက်ကပထမဆုံးတစ်ယောက်မှာဆိုရင် Heaven ဖြစ်တယ်။ပထမပိုင်းမှာ Heaven အနေနဲ့ Rabelais ပုံစံမျိုးကစားခဲ့ပေမဲ့တဖြည်းဖြည်းနဲ့ပွဲချိန်ကြာလာတာနဲ့အမျှသူ့ရဲ့တည်ငြိမ်မှုကတော်တော်လေးအားရစရာကောင်းတာကိုတွေ့ရတယ်။ဒီလိုအလုံးမျိုးမှာဆိုရင်လုံးဝဂိုးပေးရနိုင်တဲ့အနေအထားမျိုးကိုတက်ကယ်လုတ်သွားတာကလုံးဝကိုပြည့်စုံလွန်းတဲ့ aggressive ဖြစ်ပြီးတော့ ball playing ကိုလည်းတော်တော်လေးကောင်းမွန်တာကိုတွေ့ခဲ့ရတယ်။နောက်ပိုင်းပွဲတွေမှာပွဲကစားချိန်လေးပေးလိုက်ရင်တိုးတက်လာမဲ့ကစားသမားလိုမြင်မိတယ်။နောက်ထပ်တစ်ယောက်ကတော့ကိုဘီမင်နူးဖြစ်တယ်။ပြီးခဲ့တဲ့သူမပါတဲ့ပွဲစဉ်ကထက်တီးတာတဲ့ကစားအားကိုဒီနေ့အသင်းမှာမြင်တွေ့ခဲ့ရတယ်ဗျ။ဒါကကိုဘီမင်နူးရဲ့အဓိကရေးပါမှုပဲဗျ။မင်နူးအနေနဲ့ဒီနေ့ပွဲမှာဆိုရင်ခံစစ်တိုက်စစ်ချိတ်ဆက်ကစားတဲ့နေရာမှာကစားပေးခဲ့ရကိုတွေ့ခဲ့ရတယ်။ပွဲချိန်တော်တော်များများမှာလည်းကက်စမဲတို့ကရှေ့ကိုတက်ပြီးတော့မင်နူးကကွင်းနဲ့ခံစစ်နေရာမှာပဲနေခဲ့တာကိုတွေ့ခဲ့ရတယ်။ဒါပြင်ဒီနေ့ပွဲမှာဆိုရင်ချက်စီသင်းရဲ့တိုက်စစ်စတင်မဲ့လမ်းကြောင်းတွေကိုတားဆီးပေးထားတာကိုတွေ့ခဲ့ရတယ်။ဒီမှာဆိုရင်ချက်စီသင်းကဒီလိုပုံလုံးမျိုးကိုရသွားရင်တက်ခင်တရက်တစ်ခုဖြစ်လာနိုင်တဲ့အခြေအနေမျိုးကိုမိန်နုအနေနဲ့တားဆီးသွားနိုင်ခဲ့တာဖြစ်တယ်။ဒါကတစ်ဖက်သေးရဲ့တိုက်စစ်လမ်းကြောင်းကိုပျက်စီးသွားစေသလိုကိုသင်းအတွက်လည်းအေးသေးသေးဘောလုံးထိန်ကစားနိုင်တဲ့အနေအထားမျိုးကိုမိန်နုအနေနဲ့ထိန်ပြီးခဲ့တာဖြစ်တယ်။မိန်နုအနေနဲ့ဒီလိုမျိုးအရာတွေကိုပြီးစွမ်းလာနိုင်သလိုဝါရိတ်နဲ့တပန်းစစ်အရှင်တွေကိုတီးတီးတာတာတိုးတက်လာတာကိုတွေ့ခဲ့ရတယ်။ရာသီစားပိုင်းမှာကစားခွင့်မရခဲ့တဲ့ကစားသမားတစ်ယောက်ဒီလိုမျိုးသူ့ကိုယ်သူအကောင်းဆုံးပုံစံရအောင်တဖြည်းဖြည်းအတက်လောက်လာနိုင်တာကတကယ်ချီးကျူးရမှာဖြစ်တယ်။ဒါ့အပြင်နောက်ဆုံးအနေနဲ့ဒီနေ့ပွဲကို United နိုင်ရဖို့အတွက်ကာရွေးရဲ့လူထုတ်ပုံကိုကျွန်တော်ချီးကျူးရမှာဗျ။ဘာလို့လဲဆိုရင်ခံစစ်မှာဆိုရင်အတေးကား CB တွေမပါခဲ့တဲ့ပွဲမှာတကယ်တမ်းဘယ်လိုအသုံးပြုရမလဲဆိုတာကခက်ခဲခဲ့တယ်ဗျ။ CB မှာဆိုရင်တကယ်တမ်းနေရာမှာကစားနိုင်တဲ့ကစားသမားကလူငယ်ကစားသမား Heaven တယောက်ပဲရှိခဲ့တယ်။အဲ့ဒီအချိန်မှာအသင်းရဲ့သူ့ရဲ့လက်အောက်ကလက်ထောင်နီးပြတွေရောနီးပြဖွဲ့ဝင်တွေရောကလူရှော့ Heaven အတွက်ကိုအသုံးပြုဖို့ပြင်ဆင်ခဲ့ကြတယ်လို့သိရတယ်ဗျ။တကယ်တမ်းလည်းအားလုံးမျှော်လင့်ထားတဲ့အတိုင်းလည်းဒီပုံစံကိုပဲမျှော်လင့်မှာပဲဖြစ်တယ်ဗျ။ဒါပေမဲ့ကားရအနေနဲ့သူ့ရဲ့အသင်းမှာ out of position မှာကစားသမားတော်တော်များများရှိနေတာကိုမလိုချင်ခဲ့ဘူးဗျ။အသင်းကို balance ဖြစ်မဲ့ကစားသမားမျိုးကိုရွေးချယ်ခြင်းခဲ့တယ်။ပြောရရင် CB 2ယောက်မှာဘယ်ချမ်းအားသန်နဲ့ Heaven နဲ့လူရှော့ကိုတွဲပြီးတော့မစောသေးခြင်းခဲ့ဘူး။ဒါကြောင့်လည်းလူရှော့ကိုအတွင်းထဲကိုမဝဲနဲ့ညာချမ်းအားသန်နဲ့မသာရိုရီနဲ့ဘယ်ချမ်းအားသန်နဲ့ Heaven ကိုတွဲပေးခဲ့တာဖြစ်တယ်လို့သိရတယ်ဗျ။ဒါကပုံမှန်တိုင်းကြည့်ရင်တော့သိငယ်တဲ့ကိစ္စတစ်ခုလို့ထင်ရပေမဲ့ကိုယ့်ရဲ့ကစားသမားတွေဘယ်နေရာမှာပို့ပြီးတော့အဆင်ပြေမယ်ကစားရပို့ပြီးတော့ balance ဖြစ်မဲ့ situation တစ်ခုကိုရွေးချယ်ခဲ့တာကကားတွေကိုကျွန်တော်ချီးကျူးရမှာဖြစ်တယ်ဗျ။ဒီနိုင်ပွဲဟာ United အတွက်3မှတ်ထက်ပိုခဲ့တဲ့နိုင်ပွဲတစ်ခုဖြစ်တယ်လို့လူမစုံပဲပြဿနာတွေမျိုးစုံနဲ့ခက်ခဲကြကနိုင်ရရှိခဲ့တာဖြစ်တယ်။ ချန်ပီယံလိဝင်ခွင့်အတွက်လည်းအားကောင်းသွားခဲ့ပြီဖြစ်တယ်။ဒါကတော့ Chelsea United ပွဲရဲ့ United နိုင်ပွဲအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်တယ်။နောက်ထပ်လည်းဒီလို tactical analysis တွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။